နိုင်ငံလာလဲပတ်စံလာဖြုံးတဲ့လူတွေပေါ့ဟို tourist တွေပေါ့သူတို့အနေနဲ့နည်းနည်းလေးဟိုရင်ကျေးတင်တယ်လို့ထင်တယ်ပေါ့နော်သူတို့ကရင်ကျေးရလို့မခံတော့သူ့မျိုးသားကပြောတယ်သူတို့ response မလုပ်နဲ့ပေါ့တို့ထင်တော့ဒီ blogger အဲ့ဒီအမျိုးသမီးကကြတော့သူဒီဗီယက်နမ်သွားတဲ့အချိန်မှာလေသွားတဲ့အချိန်မှာ तू ကဘယ်လိုဖြစ်လို့လဲမသိဘူးတို့ကဗီယက်နမ်ကိုဟန်နွိုင်းကိုကြာတစ်ခါရောက်ဖူးတယ်เนาะအဲ့ဈေး तू ပြောတဲ့ဈေးကိုလည်းရောက်ဖူးတယ်ဟန်နွိုင်းကိုကြာတစ်ခါဟိုချီမင်းဆိုလို့ရှိရင်စုစုပေါင်း၄ခေါက်တောင်ရောက်ဖူးတယ်ဟိုချီမင်းကိုเนาะ၄ခေါက်ခုနပြောတဲ့နှစ်တရာရှိတဲ့ဈေးရုံကြီးလေအဲ့ဒီဈေးရုံကြီးမှာဆိုလို့ရှိရင်လည်းဈေးဝယ်ဖူးတယ်တို့ဝယ်လာကြတော့အဆင်ပြေတယ်ပြီးတဲ့ခါကျတော့ဟိုချီမင်းကိုရှင်တို့သွားတယ်ဆိုလို့ရှိရင်အဲ့ဒီကျွန်တော်အဲ့ဒီတိမ်ကြီးဈေးတို့ဘာလို့အဲ့လိုမျိုးတော့မရဘူးလို့မသိဘူးတို့မန်းလေးမှာဆိုလို့ရှိရင်じゃဈေးချိုလိုမျိုးပဲကွယ်သူကကြိုက်ရောင်းကြိုက်ဈေးပဲအဲ့ဒီဟိုချီမင်းမှာဆိုလို့ရှိရင်ဘယ်ဈေးမှာဝယ်ရတာအကြိုက်ဆုံးလဲဆိုလို့ရှိရင် Saigon Square မှာဆိုလို့ရှိရင်ဒီတစ်ဖက်ကကျတော့ shopping mall လုံးဝကို branded တွေလုံးဝကိုခန်းခန်းနားနားလေးရောင်းတာဒီဘက်မှာကျ Saigon Square မှာကျလုံးဝကိုဈေးရောင်းနေတယ်အဲ့လိုအင်ကြီးတွေအဲ့လို brand အတုတွေလည်းရောင်းနေအဲ့လိုအင်ကြီးတွေလည်းရောင်းနေပြီးတဲ့ခါကျတော့ made in Vietnam အထည်တွေအဲ့လိုမျိုးဟာတွေတို့ဟာအစုံကိုပဲရောင်းနေအဲ့ဒီမှာဆိုလို့ရှိရင်ကျတော့တို့အဲ့ဒီ Saigon Square မှာဝယ်တာเนาะလုံးဝကိုမှအဆင်ပြေတယ်ဥပမာเนาะလို့ဆိုအဲ့ဒီကိုသွားတဲ့ကိုချီကျိုးတယ်ဘာဖြစ်လို့လဲဆိုတော့ဈေးဆိုင်နှစ်ဆိုင်ရှိတယ်ဥပမာဒီဆိုင်နဲ့ပေါ့เนาะကိုရီးယားအကုန်လုံးကဒီအုပ်စုလိုက်ကြီးသွားတယ်ဒီဆိုင်မှာပဲဝင်းဝယ်တယ်ဆိုလို့ရှိရင်ဒီဘက်ကဈေးဆိုင်ကဈေးတယ်ကနေပြီးတော့သူ့ကိုလာပြီးတော့ကုရောင်းပေးတာအဲ့ဒီ Saigon Square မှာတို့ကြုံခဲ့ရတာကြတော့လေအဲ့ဒီဒီအောင်လာကုရောင်းပေးတာသူ့ဆိုင်ကိုလာပါလို့လုံးဝမခေါ်ဘူးနော်ဒီရဲဆိုင်မှာပဲတိုက်တယ်ဆိုလို့ရှိရင်လုံးဝကိုပဲဈေးတွေဆိုလို့ရှိရင်လည်းတို့တွေဆိုအကြိုက်စစ်တာအကြိုက်ဘာဖြစ်လို့လဲဆိုတော့ခါကျဈေးတွေပါလေအင်ကြီးတွေကွယ်တို့ဝယ်မယ်ဆိုလို့ရှိရင်ကွယ်ရွေးချလိုက်တယ်ရွေးချပြခဲ့အဲ့နေငါတို့ဒီအင်ကြီးကိုဘယ်လောက်ဈေးနဲ့ပေးမှာလဲဆိုဥပမာဒေါ်လာ30သူ15ကျပ်လောက်20လောက်ဆိုရယ်ကွယ်တို့ကဒေါ်လာ30လောက်ကိုဖမ်းစစ်လိုက်တယ်နောက်ဆုံးက12ကျပ်လောက်နဲ့ဈေးတဲ့သွားတယ်ပေါ့ကွယ်ဥပမာကိုပြောပြအဲ့မှာဆိုလို့ရှိရင်အဲ့အမျိုးသမီးတယောက်နဲ့ကိုလေတအားကိုမှကိုခင်ပြန်လာနှစ်ခေါက်သွားတာနော်နှစ်ခေါက်စလုံးအဲ့ဒီပထမတစ်ခေါက်သွားတဲ့အချိန်မှာနှစ်ရက်စလုံးအဲ့အမျိုးသမီးစီမှာအင်ကြီးတွေကိုအများကြီးပဲဝယ်ပြီးတော့ပြန်လာပြီးချက်ကကြသူ့ကိုကူရောင်းပေးတဲ့သူရဲ့ဆိုင်မှာလဲတို့ပေါ့ဟွာလေးအားပေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့စိတ်ဓာတ်တွေကိုကြိုက်လို့သဘောကျလို့နောက်တစ်နေ့2022မှာသွားပြီ2023မှာလား2024မှာလားမသိဘူးနောက်တစ်ခေါက်ပြန်သွားသေးတယ်ပြန်သွားတော့လေအဲ့ဆိုင်မှာကိုအများကြီးပဲဝယ်ခဲ့သေးတယ်အဲ့ဒီအမျိုးသမီးကဆိုလဲတို့ကိုမှတ်မိပြီးခါကျအဲ့ဒီဘာညာနဲ့ဆိုပြီးအဲ့လိုမျိုးတွေလဲနှုတ်ဆက်တာပြီးတဲ့ခါကျတော့နောက်တစ်ခုကကျတော့2025တော့မှလည်းတစ်ခေါက်သွားခဲ့တယ်အဲ့ဒီဈေးမှာလည်းလုံးဝအဆင်ပြေတယ်ရှင်တို့ပြောသလိုပဲကြိုက်ရောင်းတက်ွယ်တယ်အဲ့လိုဈေးစစ်တဲ့ဟာတွေပျော်ကြလည်းကောင်းတယ်ဝယ်လို့လည်းကောင်းတယ်နော်ပြီးကြတဲ့ခါကျတော့အဲ့ဟန်နွိုင်းကိုသွားလဲတဲ့အချိန်မှာလည်းလေဟန်နွိုင်းကဒီ2025မှာသွားတာဟိုချီမင်းကကျတော့22 23 24နော်အဲ့ဒီ3ခေါက်22ထဲမှာ2ခေါက်လားမသိသွားလိုက်တာ4ခေါက်ပေါ့အဲ့လိုမျိုးပတ်ဝန်းကျင်လောက်ကိုသွားလိုက်တယ်ဟိုချီမင်းတော့ဒါမှမဟုတ်24မှာ2ခေါက်လားမမှတ်မိတော့ကွယ်ဟန်နွိုင်းမှာကျတော့ဒီနှစ်ထဲဟိုမှာသွားတာတိတ်မကြသေးဘူး9လပိုင်းရမှလားမသိဘူးသွားတာနော်အဲ့ဒီမှာဆိုလဲလုံးဝကိုမှအဆင်ပြေတယ်သူပြောသလိုမျိုးတွေကြာတော့တို့မကြုံခဲ့ရဘူးကွယ်အဲ့ဒီမှာဈေးဝယ်တဲ့နေရာမှာစိတ်အမြင့်ရဆုံးကဘယ်မှာတော့မသိတာဒူဘိုင်းအမလေးဒူဘိုင်းသွားတာလေရှင်တို့အဲ့ဟာဘီဘီခေါင်းမောင်းလေရှင်တို့အဲ့ဟာဝတ်သွားတာရှူဆိုရှင်တို့လာလိုက်တာနဲ့ကောက်ပတ်ပြအဲ့လိုမျိုးဖြဲရဲပြီးတော့ကိုရောင်းလွတ်လိုက်တာတကယ်အေးအဲ့ဒီမှာဈေးသွားတဲ့အထက်မှာအဲ့ဒီဒူဘိုင်းကစိတ်မြင့်ရဆုံးပဲဂျပန်မှာလည်းစိတ်မြင့်ခဲ့အောင်ကိုရီးယားမှာလည်းစိတ်မြင့်ခဲ့အောင်ဒူဘိုင်းမှာကိုမှလုံးဝစိတ်မြင့်ပြီးတော့ကိုမှပြန်လာဆွဲပြီးတော့လည်းလှုပ်ချင်တယ်ရန်နေလည်းဖြစ်ပြီးတော့ပြန်လာအဲ့လိုမျိုးလက်တွေလည်းဆွဲပြီးတော့ရောင်းတာရှင်းရနေမျက်စောင်းနဲ့တောင်မှထိုးမကြည့်ရဘူးအော်ခေါ်ပြီးတော့လေဆွဲလုံးမတက်ကိုမှအဲ့လိုဇွတ်ရောင်းတာပါဆုံးအဲ့စိတ်ညစ်စရာအကောင်းဆုံးကတော့လုံးဝကိုဒူဘိုင်းပဲဒီခုနအဲ့ဝမ်းတဲ့ညီမလေးကဒူဘိုင်းမြာပူသေးလို့နေမှာဒူဘိုင်းကိုသွားကြည့်လိုက်ကြံတဲ့ဟာတွေအကုန်ပါမွားဖြစ်သွားတယ်အဲ့ဒီတော့တို့ရဲ့အတွေ့အကြုံလာပြီးတော့မျှဝေတာတို့သွားခဲ့ရတော့ဗီယက်နမ်လုံးဝကိုမှအဆင်ပြေတယ်စိတ်ဓာတ်တွေလည်းကောင်းကြတယ်တော့သူ့ကြမှာသူ့သွားတော့ကြမှာဘလို့အဆင်မပြေရလဲတော့မသိဘူးအဲ့လမ်းဘေးဈေးတိုင်တွေစားတာလည်းအဆင်ပြေတယ်အရန်ပဲသိလားလုံးဝကိုမှပြေတယ်အဲ့ဒီဟန်နွိုင်းမှာလည်းပြေတယ်ပြီးကြတဲ့ခါကျတော့အခုချင်းမင်းညာဈေးမှာလည်းပြေတယ်မြို့ကတော့အဲ့နှစ်မြို့ပဲရောက်ွယ်ကျန်တဲ့ဒန်နန်းတို့ဘာလို့လဲမရဘူးကွယ်